နေလောက်ရကန်ရတာစရင်စရာတွေလည်းရှုပ်တောင်ပိုင်းရကိစ္စတွေနဲ့မြောက်ပိုင်းရကိစ္စတွေနဲ့အလုတ်ခိုင်းမြတ်ဆိုတယောက်မှအနားမှာမရှိတော့ဟိုကောင်နှကောင်လေးဘာမှလည်းအနားမှာကိုမရှိကိုပေါ်လောင်ပတ်လည်းမရခိုင်းလိုက်ရင်နဲ့တလွဲနဲ့တချောကြီးပဲပြောဆိုရင်ကွာကဲဟိုကောင်နှကောင်ငပိန်းနဲ့ငထူးခဏလာအောင်ကွာခိုင်းနေရရှိလို့ရစရာမင်းတို့ကောင်ဟိုဘာကဘာခိုင်းရဟာတကြီးကျွန်တော်တို့ခေါ်တာဘာခိုင်းရမင်းတို့ခိုင်းနေရရှိလို့ခေါ်တာဗောခိုင်းရအောင်မကုန်နိုင်ဘူးအမေငါဘာပြောတာလဲအေးလုံးမနေနဲ့နှုတ်သိထက်ရိုက်လိုက်လို့ဟဲ့တကြီးလက်ကမှအီတာကွက်ရောက်နေအီတာကွက်ရောက်ငါပဲပဲရဟဲ့တကြီးကွာတကြီးစားညင်အပင်ရှင်တောင်းအပင်ရှင်တောင်းငါအဲ့လိုပဲချက်ဩမင်းတို့မယုံမသိမလုံးနဲ့ဟုတ်ပြီလားမင်းတို့ငါခိုင်းနေရရှိတယ်ဟုတ်အေးအီတာကွက်လားဩခိုင်းနေရရှိတယ်လို့ပြောတာမင်းတို့ပါဇက်ကိုပိတ်မင်းတို့ကိုဟိုဘက်ရွာမှာအကျွေးသွားတောင်းခိုင်းနေရရှိတယ်ဟုတ်ပြီလားနော်ဟဲ့ရောက်နေငါပြောနေကြလားပါဇက်ကပြောဦးလေတကြီးကဗရက်ပိတ်တာဆိုမင်းတို့အဲ့ဒါပြောတာမဟုတ်ပါဇက်ကနည်းနည်းပပတော့ပြန်ပြောဦးမှာပေါ့မင်းတို့ဟိုဘက်ရောက်မှာအကျွေးတွားပြီးတော့မှတောင်းခိုင်းနေရရှိတယ်သိပြီလားဘလူရှိမှာဘလူရှိမှာလဲဆိုတော့အဲ့ဒါတော့ဘွားခင်ရှိမှာအထုံးမတက်နဲ့ဘာဟုတ်ခဲရမလိုက်မယ်ဟုတ်ပြီလားသွားပြီနော်အေးတကြီးလင်းတော့ငါကြီးကြနေရသေးတယ်ခိုင်းလိုက်ရင်တလွဲတချောအလကထူတဲ့ကောင်းနဲ့ပိန်းတဲ့ကောင်းနဲ့ဘာမှကိုသုံးမကြောက်ဟဲ့အောင်နေမရတဲ့ဥစ္စာကျိုးနေတာဆွဲယူလာခဲ့လိုက်နော်ဟုတ်ငါမာတာကြားတယ်နော်တလွဲတချောလုံးမလဲနဲ့ကျိုးနေတာဆွဲလာခဲ့ကွာမရတဲ့ဥစ္စာကိုဟုတ်ကဲ့တကြီးဟုတ်ကဲ့အောက်ကလေလမ်းလိုက်တာကွာဘာဖြစ်ကြတာလဲလို့မင်းတို့ကောင်းနေရလဲပဲတရားရှိလို့ကြီးတိုင်နေရရှိတာညာဆန်ဆန်ပြောတာမဟုတ်ဘူးဘာတကြီးရှောင်းကြမှာလူရှိရဟလားဟာဒါဆိုကျွန်တော်အားပါစားအောင်မနော်စားရတော့မယ်စားရတော့မယ်ဟဲ့အောင်နေဟိုနလေးပလေးရလဲဘာတွေလျှောက်ပြောနေတရားပြောတာတမျိုးမင်းပြောတာကတမျိုးဟဲ့အောင်နေသူကြီးကမဲလာဖောက်ပေးဦးမလားကျွဲတယ်ကျော်လိုက်တာမဲဖောက်ပေးဦးဟဲ့အောင်ဟာပူလွဲနေတယ်တယောက်ကလည်းပူလွဲနေတယ်ရာကြီးကျွန်တော်နဲ့မီးနဲ့ဘာမှမဆိုင်ဘူးလီမီးနဲ့တကြီးနဲ့ဆိုင်ရလေဩဟိုနေ့ကတောင်ပိုင်းမှာအကျွေးသွားတောင်းနေအဲ့မှာမကြီးပင်အောက်မှာဟဲ့အောင်ဘာပြောနေတာလဲဟာကွာတယောက်ကလည်းပဲအထစ်တယောက်ကလည်းနလေးပလေးငါအိမ်မှာရှိတယ်ကောင်းနဲ့မင်းတို့ညောင်းနဲ့အတူတူလေးကြီးပဲတော်စိတ်ပြတ်ဖို့ကောင်းပါတယ်ကွာအောင်မလေးပူလိုက်တာတကြီးကတော့ပြောင်းမတေးရှာတယ်ရတယ်ပြောရတာရတာဆွဲလာတယ်တကြီးဆရာတကြီးတကြီးဆရာဆိုဒီမှာမောတယ်ထဲတကြီးပြောတာခံကျွန်တော်ဆွဲလာတယ်အမလေးဒီတခါကြက်ပြန်တော့မင်းတို့နှစ်ကောင်တော်သားပဲကွာငါခိုင်းလာတဲ့ထဲမှာဒီတခါအစင်ပြေသုံးမယ်ဟိုဒါနဲ့မင်းတို့ဆွဲလာတယ်ဆိုတာဒီမှာလေအဲ့ဒါဘာလဲမင်းတို့ငါဆွဲခိုင်းတာအဖိုးတန်နဲ့နွားတို့ဝတ်တို့ဆွဲခိုင်းတာလေတကြီးပဲရတဲ့ဟာဆွဲလာခဲ့သူရတယ်အဲ့ဒါဆွဲလာငါထူနဲ့ငါပိန်း